ခေတာတော့အများကြိုက်တယ်ရေပွဲဦးဆွဲချိုးငါမူသားနဲ့ရေပွဲဦးဟမ်ချင်းငါမူသားနဲ့ခေဘူးလက်စွပ်ငါမူသားလေးပါရှင်ဆွဲချိုးလေးကတော့ရွှေချိတ်လို့လည်းရတယ်နော်ဆွဲချိုးလေးကရွှေချိတ်လို့လည်းရပါတယ်ရှင်ဒီကဲကိုအနုစိတ်လက်ရလေးတွေအရန်လာတဲ့ရေပွဲဦးချိုးဒီနေ့ဒီချိန်ထိလည်းရောင်းအားကောင်းနေသေးပါဟိုးရင်လုံးတွေကရောင်းအားကောင်းခဲ့တဲ့ရေပွဲဦးဆွဲချိုးနဲ့ဟမ်ချင်းလေးပါတစ်ဆက်စာမှာတစ်ချက်သားပါခေဘူးလက်စွပ်လေးရတော့ငါမူတာတစ်ဆက်စာအားလုံး3ခုလုံးယူမယ်ဆိုရင်တော့တစ်ချက်ခွဲသားဖြစ်ပါတယ်ရှင်ရေပွဲဦးကြိုက်တဲ့သူတွေအဆင်ပြေတယ်နော်သူကအကျန်းလဲခံတယ်နော်ငါမူတာပြက်တယ်ဆိုတာတိတ်မရှိပါဘူးတစ်ချက်သားတွေဆိုပို့ပြီးတော့မှသူထန်နေကြီးတယ်ပေါ့နော်ဒါကတော့ငါမူတာဟန်ချင်းနဲ့ငါမူတာဆွဲကျူရေပွဲဦးကြိုးလေးပါရှင်သူကတော့ဆွဲကျိုးမှာတော့အသေးလော်ကတ်တစ်ခုတည်းလေးပေါ့နော်ဟန်ချင်းမှာကျတော့အသေးလော်ကတ်ပါမယ်ကျဲလော်ကတ်လေးတွေပါမယ်ရှင်ပေါ်လုံးလေးရောပေါ့နော်ကဲအရန်လာတယ်ကျိုင်းနဲ့တက်တဲ့သူတွေအားပေးလို့ရပါပြီရှင်ခေဘူးလက်စွပ်လေးရဆိုလဲပြောစရာမလိုအောင်လာတယ်နော်နှစ်တန်းသွားလေးနဲ့